မိဟင်းမွဲတဲ့အရန်ဟင်းနေတဲ့အရန်တန်တဲ့ဖိုင်လေးလို့ပြောရမယ်ပြီးတော့ဝတ်တနီချက်အရန်နာမည်ကြီးရဲ့ထမင်းနဲ့ဟင်းနဲ့အပါအရန်ဟင်းတွေအကုန်လုံးနဲ့မှတပွဲကို6000ဒါကတော့သူ့ရဲ့အရန်ဟင်းတွေအတိုးမြုပ်တွေအများကြီးပါမယ်ဖိုင်လေးကတော့လမ်းဘေးကဖွင့်ထားတဲ့ဖိုင်လေးတစ်ဖိုင်ပဲဖြစ်ပါတယ်ဖိုင်လေးကတော့ဟော်ခုံးရက်ကွက်အုပ်ချုပ်ရေးရုံးရဲ့အရှိမဖွင့်တာပါဒီနောက်မှာငကားညီနောင်ဂိတ်လည်းရှိတယ်ဖွင့်တာတော့တော်တော်လေးတော့ကြာပြီပေါ့နော်ဖိုင်လေးကတော့ဒီလိုလေးပါပဲဒီဖိုင်လေးကတီတီကအခုမှတီးတာလူပြောအရမ်းများနေတာပေါ့သူဖိုင်မှာဝတ်တနီချက်ကောင်းတယ်ဆိုလို့သွားဖာကြည့်တာဘာဖာတပွဲကိုဒီလိုထမင်းနဲ့ဟင်းနဲ့တပွဲကို6000ထမင်းလိုက်ပွဲကိုတပွဲကို1000ဒီဝက်ဥရိုဘာလို့လဲနုနုအီလေးနဲ့အနက်နိုင်နင်းနဲ့စားလို့ကောင်းတယ်ပြီးတော့သူ့ဖိုင်မှာဗာရရသေးလဲဆိုတော့ဒီလိုကြက်မြင့်ကြက်သေးတွေပါလဲရတယ်ကြက်မြင့်ကြက်သေးဖို့လဲတချို့အနှစ်နဲ့မဖားချင်ဖီဖန်ဖာဘူးလေးဖားကြပေါ့နော်ပြီးရင်ဗာဟင်းနေရသေးလဲဆိုတော့ဒီလိုကြက်ရည်ချိုလေးရမယ်ပြီးတော့ကြက်ဖက်ရမယ်ငါးဟင်းရမယ်သူ့ရှိမှာဝက်ဥချောင်းတွေပါလေရှိရပေါ့နော်ဒီလိုပွဲလေးနဲ့ဒါတော့ဒီတစ်ချောင်းမှာထားတာလာပြီးဖလိုက်ကြောဘာတွေလဲဆိုတော့သူ့ရှိမှာဒီလိုအရန်ဟင်းတွေကအများကြီးကိုပေးတာအရှိမဒီလိုပကံတွေဖလုံးတွေနဲ့ချပေးထားတာပေါ့နော်အရန်ဟင်းတွေကလေတရက်နဲ့တရက်နဲ့တော့တူမယ်တော့မထင်ဘူးပေါ့နော်ပြီးတော့ तू ကအနောက်ကရင်ကြောချက်လေးနဲ့ပူနွေးလေးပေါ့နော်ပူလေးဖားရတယ်ပြောရမယ်ဆိုဖိုင်ရှင်ရဲ့ဖေးသနာအတိုင်းသားကိုမြင်နေရတဲ့ဖိုင်လေးလို့ပြောရမယ်ဒီမှာအရန်ကြိုက်တာဒီ view ပူဒီတောင်နောက်ဘီလက်တီကြော်ပေါ့နော်ဒီကဘီလက်တီကိုတီတီကထောင်းတာပဲဖားဘူးတာဒီလိုကြော်တာတော့မဖားဘူးပေါ့နော်ပြီးတော့လေဒီအသက်ဒီအရွယ်အထိမဖားဘူးသေးတဲ့ဟာရှိသေးတယ်ပေါ့နော်အဲ့ဒါလေးကဘာနဲ့ဖားရလဲဆိုသူ့ရဲ့ခရမ်းချင်ဒီငပိချက်လေးနဲ့ဖားရတာဘာလဲဆိုတော့မြင့်ခွာရက်ပေါ့နော်မြင့်ခွာရက်ကိုတီတီတော့ဒီလိုຫນွယ်တွေနဲ့မြင့်ခွာရက်ကိုတီတီမန္တလေးမှာမဖားဘူးပေါ့နော်ဒါနဲ့ဘလော့ရိုက်နေတဲ့အနောက်ကအကိုတယောက်ပါလာတယ်ပေါ့နော်နည်းနည်းတော့ပုံလေးပါသွားတယ်တောင်းမှတယ်နော်ဖြတ်လိုက်ရင်လည်းဘလော့ကအရန်ကြီးကြည့်လို့မကောင်းသွားမှာရှုပ်သွားမှာဆိုလို့မဖြတ်တော့ဘူးနော်ခွေပြီးတော့အကုန်စားအကျိုးတွေဖားတာအကုန်စားအဲ့လိုလုံးပြီးတော့စားဒါကတော့နွဲပင်လိုမြင့်ခွာရက်ဖာနီကိုတင်ပေးနေတာပေါ့နော်ဒီနွဲပင်လိုမြင့်ခွာရက်ကပို့ပြီးတော့ဖေးဘက်လဲဝင်တယ်လို့ပြောတယ်သူကဒီလိုအယိုးတွေအမြင့်တွေရောအကုန်ဖားရတယ်လို့ပြောတယ်ဒီအဲ့ဒါကိုမသိဘူးအရွက်ကလေးတွေချွေဖားနေတာဒီလက်ဒီကိုထောင်းတာပဲဖားပြီးတော့ကြော်တာမဖားဘူးချွတ်မောင်ကြော်လို့ပဲဒါမှဝါအောင်နော်ဒီကစားပွေစားမှာမဒီတဲ့ဟာကြီးဘယ်လိုကနေလဲမင်းတို့ထိုင်ဒီခါရတဲ့နာမည်ကိုကြိုက်တယ်ပဲရတယ်တီတီကဘာလို့ဖူးဘလော့ကာဖြစ်ရလဲဆိုတော့ဖားကောင်းတောက်ပွဲလေးတွေတွေ့ရင်တီတီကလေခင်တဲ့လူတွေမြင်တဲ့လူတွေတအိမ်သားလုံးအကုန်လုံးပြောပြတဲ့အကျင့်ရှိရပေါ့နော်အခုလဲဘလော့ရိုက်နေနေဒီဘီလက်တီကြော်အရန်ဖားလို့ကောင်းတော့ဘေးကအကူပေါ့နော်ဒါဖားကြည့်အောင်ဖားခိုင်းမိနေတာဒါကအဖားအတောက်ချစ်တဲ့လူတိုင်းမှာဒီအကျင့်လေးတော့ရှိမှထင်တယ်အဲ့တော့လိပ်ဖာလေးကိုမြင်အောင်လို့ဒါကဘေးကဖိုင်နေပါရိုက်ပြထားခြင်းဖြစ်ပါတယ်ဘလော့လေးကတော့ဒါပါပါရှင်နောက်ဘလော့တွေမှာတွေ့မယ်နော်